ဈေးတက်နိုင်ဆိုတိုင်းဝယ်တင်လားကျွန်တော်တို့အိမ်ချမ်းမြေကိုစတင်ဝယ်ယူမယ်ဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဈေးတက်နေဆိုတိုင်းဝယ်တင်မတင်ကိုစဉ်းစားဖို့လိုပါတယ်အဲ့တော့ကျွန်တော်ဒီနေရာမှာအိမ်ချမ်းမြေဝယ်ယူမဲ့မိတ်ဆွေတွေအတွက်ကိုနေချမ်းမြေနေရာတစ်ခုကျွန်တော်ဈေးတက်နေဆိုတဲ့အချိန်တိုင်းမှာဝယ်တင်လားမဝယ်တင်လားဆိုတဲ့အချက်လက်လေးတွေကိုအနည်းငယ်ကျွန်တော်ကျေးဇူးတော်လေးပြောပြပေးသွားပါမယ်အဲ့တော့ဘယ်အချက်လက်တွေကိုကြည့်ပြီးတော့အဆုံးဖြတ်ရမလဲဆိုရင်နံပါတ်1အချက်ကကျွန်တော်တို့စာရွက်စာတမ်းခံမှမှုရှိမရှိအရင်ကြည့်ရပါမယ်ကိုဝယ်ယူတဲ့စာရွက်စာတမ်းအားနည်းနေမယ်ဆိုလို့ရှိရင်ကိုပြန်ရောက်တဲ့အခါကျလို့ရှိရင်ကိုကိုနောက်ထပ်ဝယ်ယူတဲ့လူကဈေးကောင်းမပေးခြင်းဘူးနည်းနည်းဈေးနှိမ်နေတယ်ပေါ့အဲ့တော့ကျွန်တော်တို့ကစာရွက်စာတမ်းအားကောင်းတာမကောင်းတာတစ်ချက်ကြည့်ရှုစစ်ဆေးဖို့လိုပါတယ်နံပါတ်2အချက်အနေနဲ့ကတော့ကျွန်တော်တို့ဒီ location အဓိက main ပေါ့လေလမ်းမတိုင်းနဲ့ဘယ်လောက်နီးလဲဘယ်လောက်ဝေးလဲလမ်းမတိုင်းတဲပေါက်ဖြစ်လားလမ်းမတိုင်းကိုဘယ်နှစစ်ကြောက်ချိုးလဲအဲ့နေရာမှာအထက်မြင့်နေရှိလားဈေးနီးလားကျောင်းနီးလားစားတဲ့ဒီဘတ်စကားကြီးနီးလားအချက်လက်တွေပေါ်မူတည်ပြီးတော့ကိုယ်ဝယ်ယူမဲ့မြေကွက်ရဲ့အနေထားကနောက်မှာဈေးတိုင်နဲ့လာရှိမရှိကိုကြည့်ရှုသင့်ပါတယ်နံပါတ်3တစ်ချက်အနေနဲ့ကျတော့မှကျွန်တော်တို့ကဈေးတန်းကိုကြည့်ရမှာပါကိုနောက်ဆုံးဝယ်ယူမဲ့မြေနေရာကတန်လားမတန်ဘူးလားဈေးနှုန်းတက်လားမတက်ဘူးလားကျွန်တော်တို့ကကြည့်ရှုအောင်ဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ကကိုယ်ဝယ်ယူမဲ့နေရာလို့ဆိုရင် target တစ်ခုထားပြီးသွားလို့ရှိရင်အဲ့နေရာနဲ့နေရာကြီးပေါင်းချင်မှရှိတဲ့နေရာတွေမှာဈေးနှုန်းတွေပဲဈေးတွေရှိလဲဆိုတော့လိုက်လံစုံစမ်းစစ်ဆေးပြီးတော့မှနောက်ဆုံး final decision ချပြီးတော့ကျွန်တော်တို့ဝယ်ယူသင့်ပါတယ်ဒါမှသာလျှင်ကျွန်တော်တို့ကကိုလိုချင်တဲ့နေရာကိုကိုလိုအပ်တဲ့နေရာကိုဈေးနှုန်းတန်ဈေးနှုန်းတင်းနဲ့ရရှိမှာပဲဖြစ်ပါတယ်ဆိုတော့အဲ့လိုနေရာတွေမှာကျွန်တော်တို့ဒီအကျိုးဆောင်ရှင်းနေတဲ့အကူအညီကိုရယူပြီးတော့ဝယ်ယူတဲ့အခါပို့ပြီးတော့မှန်ကန်တဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ရမယ်လို့ပြောလို့ရတာပေါ့လေ maybe တစ်ခါကျလို့ရှိရင်တက်ခန်းတစ်ခုဝယ်မယ်အဲ့တိုက်ခန်းရဲ့အခြေအနေမှာကအမြင်ရှင်တဲ့ကန်ထွက်နဲ့မတည့်တာတို့ဘာတို့ညာတို့ဆိုတဲ့အခြေအနေမျိုးတွေရှိတတ်တယ်အမြင်ရှင်ကတစ်ခါကျလို့ရှိရင်ကန်ထွက်တစ်တိုင်းလုံးကအမျိုးတွေပဲဖြစ်နေတဲ့အခြေအနေမျိုးတွေရှိတတ်တယ်အဲ့တော့ဒီလိုအခြေအနေကကိုကမသိနိုင်ဘူးဒါပေမဲ့ရက်ကွက်တွေအကျိုးဆောင်တွေဒီလိုအကျိုးဆောင်ကုမ္ပဏီကတော့ဒီလိုအချက်လက်မတားနေရဝယ်တဲ့နဲ့မဝယ်တဲ့ဘူးစတဲ့အကြံဉာဏ်တွေ advice တွေကျွန်တော်တို့ပေးနိုင်တာပေါ့လေဆိုတော့လူစီမင်းတို့အနေနဲ့အိမ်ချမ်းမြေဝယ်ယူမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးအကြံဉာဏ်အနေနဲ့ကတော့နားလေတက်ကြွတဲ့အကျိုးဆောင်ရှင်းနေတွေကိုချိတ်ဆက်ပြီးတော့ဝယ်ယူသင့်တယ်လို့ကျွန်တော်ကတော့အကြံပေးခြင်းပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကတော့အကြံပေးနေတာကအိမ်ချမ်းမြေရှာဖွေနေတယ်ဝယ်ယူဖို့စတဲ့စဉ်းစားနေပြီဆိုလို့ရှိရင်နားလေတက်ကြွတဲ့လူတွေနဲ့ဆွေးနွေးတိုင်ပင်ဖို့အကြံပြုပေးခြင်းပါတယ်ကျွန်တော်တက်နေဝင်းကုမ္ပဏီကလူချင်းမင်းတို့အတွက်အိမ်ချမ်းမြေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေတိလို့သမျှတွေစားစာရန်ကိစ္စတွေအကုန်လုံးကိုအခမဲ့24နာရီဖုန်းဆက်ပေးဖြစ်လူကိုယ်တိုင်ပဲဖြစ်လာရောက်ဆွေးနွေးတိုင်ပင်လို့ရပါတယ်လူချင်းမင်းတို့အားလုံးကိုကျွန်တော်တို့တက်ဝင်အမြဲတမ်းကြိုးစိုးလျက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်